ဒီမိန်းကလေးကတော့တကယ်ကိုထူးဆန်းလွန်ပါတယ်သူမကိုသူမငိုအောင်လုပ်ဖို့အတွက်ကိုမစ်နာကိုလက်သေးနဲ့အားရပါရထိုးပစ်တာပါဒါတော့အားမရသေးပဲစက်သွန်ကြီးပဲမုံမြင့်စီတွေကိုတုံးပြီးဘသူမဆိုချက်ချင်းမဲ့ရေကြအောင်စူးစမ်းပါတော့တယ်ဒါပေမဲ့ထူးခြားတာကသူမတယောက်ထဲမဲ့ရေကြတာမဟုတ်ဘဲကုမ္ပဏီရဲ့ CEO ဖြစ်သူပါလိုက်ပြီးမဲ့ရေတွေဝဲလာတာပါပဲတကယ်တော့ဒီမိန်းကလေးဟာသမုဒ္ဒရာမျိုးနွယ်စုရဲ့မင်းသမီးလေးဖြစ်ပြီးမတော်တဆဖွေးရတကူမှာမစ္စတာဂူရဲ့အသက်ကိုကယ်တင်ခဲ့ကူပါတယ်အဲ့ဒီလိုကယ်တင်ရင်းနဲ့သမုဒ္ဒရာမျိုးနွယ်စုရဲ့အထွတ်မြတ်ထားရာပင်လယ်မြဝန်း Eye of the Sea ရဲ့တနာဟာမစ္စတာဂူရဲ့ရင်ဘတ်ထဲကိုမှားယွင်းပြီးရောက်ရှိသွားခဲ့ပါတယ်ဒီအမှားကြောင့်မင်းသမီးလေးဟာမျိုးနွယ်စုကနေနှင်ထုတ်ခံရပြီးလူလောကတွေကိုအဲ့ဒီယတနာပြန်ရှာဖို့ဆေးလို့ချင်းခံလိုက်ရတာပါပင်လယ်မြဝန်းမရှိဘဲနဲ့တော့သူမရဲ့မော်စွမ်းအားတွေကဘာမှအသုံးမကျတော့ပါဘူးယတနာကိုလိုက်ဆိုင်မစ္စတာဂူရဲ့ကုမ္ပဏီအဆောက်အုံးစီရောက်သွားပြီမိလုံခြုံရေးတွေကသူမကိုတခိုးလို့ထင်ပြီးလိုက်ဖမ်းကြပါတယ်ကြောက်လန့်တကြားနဲ့ကဲကြပါအောင်လို့သူမအော်လိုက်တဲ့အချိန်မှာပဲအံ့ဩစရာကောင်းအောင်မစ္စတာဂူဟာသူမရှိမှရုတ်တရက်ပေါ်လာပါတယ်မစ္စတာဂူကလေသူဘလို့လောက်ဒီနေရာကိုရောက်လာတာလေဆိုတာကိုနားမလည်နိုင်ပဲအံ့အားတက်နေပါတယ်အဲ့ဒီတော့မှမိန်းကလေးကအမှန်တရားအားလုံးကိုပြောပြလိုက်ပါတော့တယ်မစ္စတာဂူဟာသူ့ရင်ဘတ်ထဲမှာတောက်ပန်နေတဲ့ယတနာကိုမြင်လိုက်တဲ့အခါမှင်သက်သွားပြီမင်းဘာမှမပြောနိုင်ခင်မှာပဲလုံခြုံရေးတွေကမိန်းကလေးကိုအပြင်ကိုဆွဲထုတ်သွားကြပါတယ်မိန်းကလေးကတော့ပင်လယ်မြဝန်းကိုကြံရဖို့ပြင်စိတ်ဆိုးနေပါတယ်သူမအခက်ခဲကြုံလို့ငိုလိုက်တိုင်းမစ္စတာဂူဟာသူမရှိကိုရောက်လာတတ်တာကိုတတိယသွားတဲ့အတွက်အခုလည်းမရအောင်ငို့ဖို့ကြိုးစားနေတာဖြစ်ပါတော့တယ်